အားလုံးပဲမင်္ဂလာပါခင်ဗျာခိုင်မြဲတာပါဒီနေ့ကျွန်တော်နဲ့ကျွန်တော်ရဲ့တပည့်အတွင်းမှုရဲ့ကျွန်တော်ဖေဖေရဲ့၃ယောက်တောင်တကုံမှာရှိတဲ့နိကေဘုံကျောင်းပေါ့လေကျွန်တော်မင်္ဂလာဆောင်လေးလည်းအဲ့ဒီမှာကျင်းပပါတယ်ကျွန်တော်အခမ်းအနားမှုတစ်ခါတလေလုပ်ရတာပေါ့အဲ့ဒီကျောင်းမှာဖေဖေကဓာတ်ပုံပြပွဲတခုလုပ်ထားပါတယ်ဓာတ်ပုံပြပွဲလုပ်တာဒီဟာနဲ့ဆိုရင်၈ချိန်ရှိပါပြီနေရာတော့9နေရာလောက်ရှိပါပြီအဲ့ဒါဖေပြောပြပါလိမ့်မယ်9နေရာမြောက်ဒီမှာလာပြပွဲလုပ်ဖြစ်တာပထမဆုံးကတော့ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်ကတစ်နှစ်ခွဲလောက်ကတဝယ်မြို့မှာလုပ်တယ်တဝယ်မြို့ဆိုတာကိုယ့်ရဲ့မိုးရဒေသပေါ့တဝယ်မှာသွားတာ10နှစ်ကျော်ဖြစ်သွားတဲ့ခါကျတော့အဲ့မှာတစ်ခေါက်သွားတယ်သွားပြီးတော့ဖျားကြီးထဲမှာပထမဆုံးပြတယ်အဲ့မှာလည်းတပတ်လောက်ပြတာပေါ့ဖျားကြီးထဲမှာဆိုတော့တော်တော်များများလာကြည့်ပါတယ်တော်တော်များများလာကြည့်ပါတယ်ဒါပေမဲ့အဲ့ဒီဟာဖျားလာတဲ့လူတွေလောက်ပဲသိတယ်ဒါကြော်ညာတွေဘာတွေလဲကမ်းပြီးတော့ဖြစ်တယ်ဒါပေမဲ့ကြိတ်တိုးတော့မဖြစ်ဘူးဒါတဝယ်မြို့ပါဒါပထမဆုံးတဝယ်မြို့မှာပြပြီးတော့နောက်ဒုတိယတစ်ခုကတော့စစ်တောင်းဆက်ကူဆက်မှာပြတယ်စစ်တောင်းဆက်ကူဆက်ကအဲ့ချိန်မှာဆိုရင်စစ်တောင်းဆက်ကူဆက်မရှိတော့ဘူးမြေကြီးပဲကျန်တော့တယ်အားလုံးရွှေသန်လင်းကုမ္ပဏီကိုရောင်းပြီးတော့ရွှေသန်ကုမ္ပဏီကလည်းရွှေသန်လင်းလည်းအကုန်လုံးဖြတ်ပြလိုက်ပြီအဲ့ချိန်မှာလူတွေကတော့ရှိသေးတယ်တပည့်တပန်းတွေရှိတဲ့ခါကျတော့အဲ့ဒီဓမ္မယုံမှာသွားပြီးတော့ဒီဗုဒ္ဓဂယာပြပွဲတာဒုတိယအကြိမ်လုပ်တယ်ပြီးတော့တတိယအကြိမ်ကတော့ဒီလိုပဲစက္ကုဇက်ရှိတဲ့နေရာဒီစက္ကုဇက်တွေရဆိုလို့ရှိရင်ဒီတို့ရဲ့သက်ပွေးဝမ်းကြောင်းလောက်ခဲ့တဲ့နေရာတွေပေါ့ဒါစက္ကုဇက်မှာဆိုရင်ဟိုမြေတူးတဲ့ကာလနေပြီးတော့အဆက်ကြီးလဲတဲ့အထိလောက်ခဲ့တယ်အဲ့ဒီမှာ18နှစ်ကြာတယ်အဲ့ဒါပြီးတော့နောက်ယေနီတဲတဲ့ခါကျတော့ယေနီမှာတို့ရှိရလူတွေခွဲပေးပြီးတော့ယေနီမှာသွားတယ်ယေနီရတဲ့တို့နဲ့မကင်းကြောင်းတွေကြီးပဲအဲ့တော့ယေနီမှာနောက်ပေါင်မြို့နယ်ထဲမှာပဲကျုံကကြေးရွာမှာလုပ်တယ်ကျုံကမှာမဟာဗောဓိစေတီရှိတယ်အဲ့ဒီစေတီကြီးထဲမှာလုပ်တယ်အဲ့မှာ9ရက်လောက်လုပ်ပြီးတော့နောက်တစ်ခါနွားဘုတ်တောင်ကိုတက်တယ်နော်ကျုံကနွားဘုတ်တောင်တက်တယ်နွားဘုတ်တောင်မှာတစ်ခါပြတယ်အဲ့တော့ပထမတဝဲဒုတိယစစ်တောင်းတတိယကရေနီပြီးတော့ကျုံကရွာမှာလုပ်တယ်ပြီးတော့နောက်နွားဘုတ်တောင်တော်မှာလုပ်တယ်ပြီးမှနောက်တစ်ခါ6ကြိမ်မြောက်နေရတော့တို့နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့သာပေါင်းနော်သာပေါင်း10ရုံမှာလုပ်တယ်သာပေါင်း10ရုံမှာလည်းအဲ့မှာတလားလောက်ကိုထားပြီးတော့လုပ်ထားတာနောက်လည်းဒီလိုပဲဓမ္မစကူလုပ်တဲ့နေရာတွေကျောင်းသူကျောင်းသားတွေဒါဖရာတရားနဲ့ဆိုင်တဲ့နေရာတွေမှာပဲသွားပြမယ်ဆိုပြီးတော့စကူထဲကဒီလိုပဲကူထားပါတယ်ဖေကအဲ့ကင်မရာဝေါ့ဆေဝါတွေကိုအဓိကပြောချင်တာမဟုတ်ဘူးကျွန်တော်သိလိုက်တာဗုဒ္ဓဂါယာအကြောင်းဟိုသူအရင်ရှင်းပြချင်တာကုသိုလ်ရစေခြင်းတယ်နောက်ကုသိုလ်ရစေခြင်းတယ်အဲ့ဒီစေတနာနဲ့ဒီဓာတ်ပုံပြပွဲဖြစ်အောင်လုပ်တာလူတွေကိုတချို့လူတွေကမြတ်စွာဘုရားရဲ့ဖြစ်တော်စဉ်ကိုမသိကြဘူးတချို့သိလဲအမတန်ကျင်းမြောင်းတဲ့အမြင်နဲ့လေးနဲ့ပဲသိတာအဲ့တော့အခုကဒီသိတဲ့လူတွေကိုတကယ်လက်တွေ့မြတ်စွာဘုရားဆိုတာအိန္ဒိယမှာပွင့်ခဲ့တယ်လွန်ခဲ့တဲ့2600လောက်ကနေပြီးတော့ပွင့်ထားခဲ့တယ်တကယ်လည်းပွင့်ထားခဲ့တယ်သူသွားတဲ့လာတဲ့နေရာဒီဟာရှိတယ်ဆိုတဲ့ဥစ္စာတွေလူတွေသိသွားအောင်နော်ပတ်စံရှိတဲ့လူတွေကတော့အိန္ဒိယကိုသွားလို့ရတာပေါ့အနည်းဆုံး10သိန်း12သိန်းလောက်ကုန်တယ်နော်အဲ့လိုမသွားလူတိုင်းကမသွားနိုင်ဘူးမသွားနိုင်တဲ့လူတွေလည်းဒီလိုပဲခံစားနိုင်အောင်ဆိုပြီးတော့နားလဲနိုင်အောင်မြင်လဲမြင်ရမယ်ဒီနေရာမြင်တဲ့ဟာတွေကဘာလဲဆိုတော့စားနဲ့လည်းရေးပြလို့ရှိရင်ဒီလူတွေကသိသွားလို့ရှိရင်သူတို့မှဒါမြတ်စွာဘုရားပေါ်မှာဒီတရားတွေဖြစ်လာမယ်တရားဖြစ်လာပြီးတော့ကုသိုလ်တွေဖြစ်လာမယ်သူတို့အဲ့ဒီဟာတွေလူတော်တော်များများမှာဖြစ်လာအောင်ဆိုတဲ့ကုသိုလ်ဖြစ်လာအောင်သူတို့ဖြစ်တာနဲ့အတူဒီတကယ်ပြပွဲပြတဲ့လူလည်းကုသိုလ်ဖြစ်တယ်နော်ကုသိုလ်ဖြစ်တယ်အိမ်မှာလာလေတဲ့ဧည့်သည်တွေဆိုရင်အများတန်းသူကဒီ album တခုကိုသူထုတ်ပြပြီးတော့သူအစင်လိုက်ပြောပြတယ်သူပြောပြရတဲ့ဟာတွေကတကယ်ကိုဗုဒ္ဓဝင်တွေအများကြီးပါတယ်တမိုင်းကြောင်းတစ်ခုစာဖတ်ပြနေတယ်လို့ပဲ
စဉ်းစားကြည့်ရလေအဖေကတကယ်ဒီစက်မှုတက်ကစက်ကူတာတို့ကဒါအငိမ့်စားယူထားတဲ့အရာရှိဟောင်းတယောက်သူခေတ်ပညာအရန်တော်တယ်ပြီးတော့ဒီတမိုင်းเจ้าတွေကိုဘာဖြစ်လို့အဲ့လောက်တောင်သူပြေဝနေတယ်လဲဆိုတော့ကျွန်တော်အရန်အံ့ဩမိတယ်ဟိုနာမည်တွေဘွဲတော်တွေတခုမှမလွဲအောင်သူကဟိုအရန်စိတ်ဝင်စားတယ်ဆိုတော့အခုမှကျွန်တော်သိတယ်ဒီဟာမဟာဗောဓိနော်မဟာဗောဓိဇီဒီတော်ကြီးရဲ့နန်းရကဟာဒီဇီဒီရဲ့ဒီဘက်နန်းရဒီရဲ့ရှေ့ဘက်ပေါ့ဟိုကဗောဓိပင်ကြီးကအဲ့ဒီဟိုကရဲ့နောက်ဖက်မှာပေါ့ဒီဇီဒီကြီးကတော့အာသောကဘယင်ကြီးလက်ထက်မှာအာသောကဘယင်ကြီးကလက်ထက်မှာသူဦးစီးပြီးတော့တည်တဲ့ဇီဒီကြီးဖြစ်တယ်ဒါကဘာပေါ်မှာအစီကားဆုံးဒီဗုဒ္ဓဘာသာတွေအတွက်အထွတ်အမြတ်အဖြစ်ဆုံးနေရပဲအဲ့ဒါမြတ်စွာဘုရားပွင့်တော်မူတဲ့နေရာဒုက္ခရစီရိယာကျင့်တယ်အဲ့တော့29အပေါင်း6ဆိုတော့35နှစ်မှာဒါဘုရားဖြစ်တော်မူတယ်အဲ့ဒါနေရာကအဲ့ဘောဓိပင်ကြီးကိုပြန်ပြီးတော့9ရက်တိတိဟိုစူးစူးဆိုင်ဆိုင်မျက်စိလုံးဝမမှိတ်ပဲနဲ့နေရောညရောမျက်စိလုံးဝမမှိတ်ပဲနဲ့ကြည့်တဲ့နေရာအဲ့ဒါကိုအနိမိတသတ္တဟလို့ခေါ်တယ်ဒုတိယသတ္တဟပေါ့နော်ဟိုအသောကဘင်ကြီးလက်ထက်တုန်းကတော့ဒီနေရာမှာဒါဟိုအပေါ်မှာဆိုလို့ရှိရင်ကြာဘူးလေးတွေတန်နဲ့ဒီနေရာတွေထားထားတယ်ဒါအခုနောက်ပိုင်းမှာဒီနေရာတွေကပြတ်သွားတဲ့ခါကျတော့ဒီကမပြီးတော့တို့ကဒီနေရာကိုကြာဘူးနဲ့လှုပ်ထားတယ်နော်အဲ့ဒါဒီနေရာမှာမြတ်စွာဘုရားတရားထိုင်တယ်တရားထိုင်တာဒီနေရာမှာတရားထိုင်ပြီးတော့မြတ်စွာဘုရားပါလဲဆိုလို့ရှိရင်အဘိဓမ္မာတရားကိုဆင်ခြင်တယ်ဆင်ခြင်ပြီးတော့နောက်ကြမှာမြတ်စွာဘုရားကိုရောင်ကိုဝါနော်ရောင်ကြီးတော်တွေစပြီးတော့ကွန်မြူတာဒီနေရာမှာစပြီးတော့ကွန်မြူတာနော်အဲပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်တဲ့အခါကြမှာဟောတာမဟုတ်ဘူးနော်စိတ်ထဲကနေဆင်ခြင်နေမြင်တော့သူအမြဲတမ်းဒီမှာသော့လေးခတ်ထားတယ်သော့ခါတယ်အဲ့အထဲမှာဘုရားဆင်းတုလေးတွေရှိတယ်အဲဆင်းတုလေးတွေကတော့အဘာလဲလို့ဆိုရင်အဲ့ရကင်မရာလေးကိုအဲ့ထဲကိုဒီဂျူလေးထိုးထည့်ပြီးတော့အဲ့ဒါရိုက်လာတာအဲ့ဒါဒီဆင်တုလေးတွေအဲ့ထဲမှာရှိတဲ့ဆင်တုလေးတွေဆိုတော့မာနမင်းရဲ့သမီး3ပါးရှိတယ်အဲ့သမီးတော်3ပါးကတပါးပြီးတပါးလာပြီးတော့မြတ်စွာဘုရားကိုယာကားနဲ့မြူဆွဲတယ်ယာကားနဲ့မြူဆွဲမြတ်စွာဘုရားအဲ့ဒါကိုတခါလေသူကအောင်းနိုင်သွားတယ်မြတ်စွာဘုရားဆိုဘုရားဖြစ်ပြီးမှယာကားမရှိဘူးဒေါသမရှိဘူးเนาะအဲ့ဒါမရှိအဲ့တရားထိုင်တဲ့အခါမှာဘာဖြစ်လဲဆိုတော့9ရက်တိတိလေမိုးအကြီးကျယ်ကြတာလေမိုးအကြီးကျယ်ကြတော့ပြင်းပြင်းထန်ထန်ကြတဲ့အခါကျတော့အဲ့မုစလိန်ဒအဲ့ဟာမုစလိန်ဒနဂါမင်းဟာမြတ်စွာဘုရားကို9ရက်တိတိလေကြီးမိုးကြီးတန်နေပြီးတော့ကာကွယ်ပေးတာအဲ့နေရာမုစလိန်ဒတတ္တဟာလို့ခေါ်တယ်ပေါ့နော်သွားတိုက်တန်လှူတယ်အဲ့ဒါ49ရက်လုံးမြတ်စွာဘုရားကလုံးဝမစားမသောမပေါက်နော်နေရတာအဲ့40ကုန်းလုံးနေပြီးမှအဲ့ရက်ကြမှာမှဒါကြားမင်းလှူတဲ့ဒီကြာစုသီးစားရတယ်ပြီးတော့သွားတိုက်ရတယ်ပြီးတော့ကိုလက်သက်စင်လုပ်တယ်အဲ့ဒါပြီးမှဗမာပြည်ကသွားတဲ့ကုံတယ်ကြီးနောင်ရှိတယ်ထပုတ်တန်းနဲ့ဗလိကဆိုတာအဲ့နှစ်ယောက်ကမြတ်စွာဘုရားကိုလာပြီးတော့လာဖူးတယ်ဘာဖြစ်လို့ဖူးလဲဆိုတော့သူတို့ကတကယ်တည်းမြတ်စွာဘုရားပွဲမှန်းလည်းမသိဘူးရှိမှန်းလည်းမသိဘူးသူကုံတယ်ရေးကိစ္စနဲ့လာတယ်လာတဲ့အခါမှာသူတို့ရဲ့ဟိုးရှိတော့ကသူဘဝအဲ့နောက်ဟိုးဘဝတုန်းကသူတို့အမိတော်ခဲ့ဘူးတဲ့နတ်သားကနေပြီးတော့ကိုထင်ပြတယ်ပြပြီးတော့အမြတ်စွာဘုရားဆိုတာပွင့်နေပြီမင်းတို့သွားဖူးကြဆိုပြီးတော့သူတို့ကလောစားသူတို့နှစ်ယောက်ကသူရဲ့မုတ်ချစ်ကျွတ်လို့ခေါ်တယ်ဟိုတော့ကနော်ပြားသက်လက်မုတ်ပေါ့အဲ့ဒါမျိုးတွေယူလာပြီးတော့မြတ်စွာဘုရားလာကတ်တာနော်ကုံတယ်တော့မြတ်စွာဘုရားတရားဟောလဲနားလည်တဲ့ပုံမဟုတ်ဘူးအဲ့တော့ဗုဒ္ဓံတရဏဂစ္ဆာမိဓမ္မံတရဏဂစ္ဆာမိနှစ်မျိုးပဲနော်အဲ့ဒါအသင်ပေးပြီးတော့ရှ िख ိုးခိုင်းတယ်နော်အဲ့တော့သံဃာလည်းတဘာမှမရှိသေးဘူးအဲ့တော့သံဃာတရဏဂစ္ဆာမိလုံးလို့မရသေးဘူးအဲ့ဒါမျိုးဖေးဓာတ်ပုံပြပွဲဆိုတာထက် तू ကဓာတ်ပုံတပုံချင်းစီကို तू ရှင်းပြတဲ့စကားလုံးတွေကပို့ပြီးတော့ဒီပရိသတ်တွေတော့လကောင်းအိမ်ကိုလာလေတဲ့ဆွေမျိုးတွေမိတ်ဆွေတွေဆိုရင်အဲ့ဒါတနေကုန်ဒီပါပဲအဲ့ဒါနားထောင်အောင်ပြီးတော့ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင် MRTV ပေါ့ TV မှာတစ်နှစ်မှတစ်ချိန်လောက်လာတယ်ဗုဒ္ဓဂါယာခရီးသွားခြင်းဒီမှတ်တမ်းအခွေပေါ့နော်အဲ့ဒါအခုအဲ့ထက်အများကြီးပြည့်စုံတော့သူကအကြာကြီးပြောနိုင်တယ်သဲကြောက်ခေါ်တာကြောက်နေဆောက်တာသဲကြောက်လို့ခေါ်တယ်အားဆိုလို့ရှိရင်အဲ့တော့အခုတတိဟိုအသက်ရှင်နေတဲ့ဥစ္စာ operation မလုပ်ခင်သွားလိုက်တာ
ဖြစ်တယ်တခါမှမမေကနိုင်ငံခြားလည်းမရောက်ဘူးဗုဒ္ဓကာယဖျားပွင့်တဲ့နေရာမှာအခုတွေ့တဲ့ထိုင်တော်မူရုပ်ပွားတော့ပေါ့နော်အဲ့အရှိရောက်တဲ့အချိန်မှာဝမ်းတာပီတိတွေဖြစ်ပြီးတော့ရှိတ်ကြီးတငယ်ငိုတယ်တောကကြောင့်မို့တော့မဟုတ်ဘူးဆိုတာပြောပြချင်ပါတယ်အဲ့ဒါကျွန်တော်နားလိုက်တဲ့လောက်ကတော့အမေရှင်းပြတဲ့လောက်ကပြောပြမယ်ဆိုရင်သူနဲ့အရန်နှစ်ပေါင်းများစွာတစ်သက်လုံးခွဲခွာနေရတဲ့မိဘကိုပြန်တွေ့တယ်လို့မျိုး feeling ဖြစ်သွားတာဟာမျိုးပေါ့ထူးခြားတယ်ဆိုတာကလည်းရိုးရိုးတာမန်လူအတွက်ထူးခြားတာနဲ့ဘာသာရေးနဲ့ပတ်သက်ပြီးတော့တရားနဲ့ပတ်သက်ပြီးတော့ရထားတဲ့စီးပူးထားတဲ့ကျင့်ကြံထားတဲ့အတိုင်းတာပေါ်မူတည်ပြီးတော့ကိုမှသွားပြီးတော့တက်ရောက်မှုအများကြီးရှိတာပေါ့လေဖေနဲ့မေနဲ့သာသွားတာပါကျွန်တော်လည်းတစ်ခါမှတော့ဘူးတော့ခါရောက်မရဘူးဖေရှင်းပြတဲ့ပုံလေးတွေကြည့်ပြီးတော့ပဲတရားတိုးပွားပြီးတော့ကြည်ညိုရတယ်သွားတာကတော့၃ချိန်သွားတာပေါ့ပထမဆုံးသွားတာကတော့သောကနဲ့သွားတာကိုဒါအမျိုးသမီးကကြောက်ကသွားလဲတော့သွားတယ်အဲ့တော့ဓာတ်ပုံတွေပါတေချာမရိုက်နိုင်ဘူးပြီးတော့မြို့လဲစုံအောင်မသွားနိုင်ဘူးအဲ့ခါရတစ်ခုနဲ့ပြန်လာတယ်ဒါပထမတစ်ခေါက်ဒုတိယတစ်ခေါက်မှာတော့ကိုယ့်ကိုသာသာရရဒါဖျားလှည့်ဖူးမယ်ဓာတ်ပုံမှတ်တမ်းတွေလည်းတင်မယ်ဆိုတော့သွားပြီးတော့အဲ့မှာလည်းCanonကင်မရာလေးနဲ့ပဲရိုက်ပြီးတော့မှတ်တမ်းတင်ခဲ့တာအဲ့ကင်မရာသေးသေးလေးနဲ့လည်းတော်တော်လေးဒီကောင်းအောင်ရိုက်နိုင်ခဲ့တယ်ပြီးတော့ကောင်းအောင်ရိုက်နိုင်ပေမဲ့အပုံတိုင်းမကောင်းဘူးကိုရိုက်တဲ့ဟာမှာပုံတိုင်းကတော့ကောင်းမယ်လို့တော့မထင်နဲ့နော်အဲ့ဒီကောင်းတဲ့ပုံလေးထွက်အောင်ကတော့ဒါကတော်တော်လေးကိုယူဆရတယ်ယူဆပြီးတော့ကိုသေချာနေရာလဲရွေးရတယ်ရာသီဥတုလဲရွေးရတယ်ပြီးတော့အလင်းအမှောင်လဲကိုကရွေးရတယ်နော်အဲ့ဒီဟာတွေရွေးပြီးတော့လုပ်ရတယ်တချို့ဖျားပုံတော်ဆိုလို့ရှိရင်မဟာဗောဓိဇေဒီထဲမှာရှိတဲ့စင်တုတော်ဆိုလို့ရှိရင်ဟိုဟာနဲ့လည်းမရိုက်ဘူးဒီ flash gun မပါဘဲနဲ့ကိုရိုက်တာ flash gun ပါလို့ရှိရင်ဒီ reflection တွေနဲ့ဒီမှန်ကလာတဲ့ reflection နဲ့တမျိုးတစ်ပုံပြောင်းသွားတယ်flash cam ပါမယ်သူရဲ့ချိတဲ့ natural light ကိုဖြစ်အောင်ဘာနဲ့ရဲလဲဆိုတော့ tripod နဲ့သေချာထိပြီးတော့အဲ့ဒီမှာဒါကလည်းအဲ့လက်နဲ့လည်းနှိပ်လို့မရဘူးเนาะလက်နဲ့နှိပ်လို့မရဘူး vibration မဖြစ်အောင်လုပ်တာခဲ့ဓာတ်ပုံပညာနဲ့ပတ်သက်ပြီးဆိုရင်သူကတော်တော်လေးရှေးဟောင်းတဲ့သူများတဲ့ချိမြေရောက်ခဲ့တယ်စစ်တောင်းစကူဆက်စလုပ်တဲ့သူတို့ပညာတော်တဲ့နိုင်ငံခြားလွှတ်တဲ့အချိန်မှာဂျပန်စသွားတဲ့ professional camera တွေသူစကင်နေကျွန်တော်အရွယ်ရောက်လာတဲ့အချိန်မှာကျွန်တော်သူနိုင်ငံခြားကိုဝယ်လာတဲ့တလုံးပေါ့လေအဲ့ဒါပြီး FD21 ဆိုတော့ Canon film နဲ့ပဲရိုက်တာပါအဲ့ဒီ camera မှာဆိုရင်မီတာပါနေတယ်မီတာလေးပါလာပြီဆိုတော့အလင်းရဲ့အားကိုမီတာနဲ့ကြည့်ပြီးတော့အလဲရောက်နေတယ်ဆိုရင်ကျွန်တော်မတက်လဲအဲ့အလဲအမှတ်လေးရောက်နေပြီဆိုကျွန်တော်ရိုက်လိုက်လို့ရတယ်speed and aperture ရဲ့ value မှန်နေပြီဆိုရင်အဲ့မီတာလေးသူ့မှာပါတယ် light meter ပေါ့နော်ဖေတို့ခက်တုံးပါဆိုရင်အဲ့မီတာမပါဘူးတဲ့မပါတဲ့အတွက်ကြောင့်သူတို့ခက်ကဆိုရင်အလွတ်ကျက်ရတဲ့သဘောမျိုးပေါ့နေအောင်ဘလောက်လောက်ဆိုရင်ဘလောက်လောက်လင်းမောင်ရှိရင် speed ကိုဘလောက်လောက်ထားလိုက် aperture ဘလောက်လောက်ထားလိုက်အဲ့ဆိုရင်ရပြီဆိုတာမျိုးရမ်းပြီးရတဲ့သဘောမျိုးပေါ့နော်ပြီးမှ film နဲ့ဝင်သွားရင်ပြန်လဲကြည့်လို့မရသေးဘူးဓာတ်ပုံကူးတော့မှသာမြင်ရတာဟုတ်အဲ့ဒီခါတွေကသူကကင်မရာကင်လာတာပေါ့သူရဲ့ professional အလုပ်ကကင်မရာမန်မဟုတ်ပါဘူးengineer အကြောင်းပြီး chemical engineer ပြီးတဲ့အချိန်မှာကျွန်တော်ငယ်ငယ်လေးကျွန်တော်မွေးရရောက်ရှိနေတာစစ်တောင်းစက်ကူဆက်ပြီးမှရန်ကုန်ရုံပြီးတော့မှနောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တာတာပေါင်းပြောဘက်စက်ရုံပေါ်တန်200တနေ့တန်200ကျအဲ့မှာစက်ရုံစုမှုအနေနဲ့သူနေခဲ့တယ်ပေါ့ဒီခကြီးသွားတဲ့ခါကျတော့ကင်မရာအကြီးကြီးလည်းဆောင်းလို့တော့မရဘူးအမတန်လေးတယ်ဖြုတ်လိုက်တက်လိုက်နဲ့ချိန်ရတဲ့ဘာညာနဲ့အလုံးအလုံးရှုပ်တယ်မြန်လိုချင်မြန်လုပ်လို့မရဘူးအဲ့တော့မြန်နဲ့လွယ်ကူကူနဲ့ရိုက်နိုင်တဲ့ကင်မရာသေးသေးလေးအဲ့မှာ Canon သေးသေးလေးပဲအဲ့ megapixel တော့မှ12 megapixel ပဲရှိတယ်ထင်တယ်နော်အဲ့လောက်ပဲရှိမယ်ဒုတိယတစ်လုံးက18 megapixel ထင်တယ်အဲ့ဟာလောက်ပဲအဲ့အသေးလေးနဲ့ပဲရိုက်တာအသေးလေးရိုက်တော့ handy ဖြစ်တယ်ကန်ရတွေ့ရတာအမတန်လွယ်ကူတယ်ပြီးတော့ဟိုနာထိုးချိန်လိုက်ဒီနာထိုးချိန်လိုက်တခါဖရရိုက်ဆိုရှင်မလိုတဲ့ဟာဆိုရှင်ပြန်ဖြက်လွယ်ကူရိုက်လို့ရတယ်အဲ့တော့ဒီကင်မရာလေးပဲတောက်လျှောက်သုံးတာCanonပဲ
Canon ပဲဒါပေမဲ့ focus ဖြစ်တဲ့နေရာကိုတော့သေချာချိန်ပြီးတော့ပေါ့ဒါအဲ့ဒါလေးကတော့ကိုကဒါပြီးတော့သူ့ရဲ့ဘောင်ကိုဘယ်လိုဘောင်ကိုကိုကရုပ်လုံးမယ်ဆိုတဲ့ဥစ္စာတွေရောအဲ့ဒါတော့ကင်မရာရဲ့ကြည့်ရင်းနဲ့ဒီ view finder နေကြည့်ရင်းနဲ့အဲ့ဒါဆုံးဖြတ်သွားတယ်နော်အဲ့ဒါမျိုးပဲရိုက်လာခဲ့တဲ့ပုံတွေရွေးအကုန်လုံးอ่ะဘုံမီဘုံမြန်ဦးကျော်ရင်မြေးတော်တယ်ဖေကကျွန်တော်ဆိုမြင့်ပြစ်သွားတာပေါ့ဘုံမီဘုံမြန်ဦးကျော်ရင်ဆိုတာဒီဘုံမြန်စီးတာပဲတော်တော်များများအသေးကြတယ်တကယ်တမ်းသူကဒီကျောင်းမှာ state ကျောင်းခေါ်မှာပေါ့နော်အဲ့ကျောင်းမှာပကြီးပညာသင်ပေးတဲ့ပကြီးဆရာနီးပြဆရာပေါ့ဆိုတော့ကျွန်တော်တို့ဦးလေးတွေဘိုးဦးလေးဘာကြီးစသဖြင့်သူတို့တွေအကုန်လုံးပကြီးကိုတင်တန်းလည်းမတက်ဖဲနဲ့ဟိုပကြီးဆွဲတာတော့မဟုတ် design ဆွဲတာတော့မဟုတ်ပုံချမ်းဆွဲတာအဲ့လိုတစ်ခုမဟုတ်တစ်ခုကတော့အရန်တော်နေကြပါကျွန်တော်လည်းအဲ့လိုပဲဘာမှမသိမယ်ငယ်ငယ်လေးကအရန်ဆွဲနေတာဖြစ်တော့အဖေကပြန် break out တယ်မလုံးနဲ့ပြီးတော့ဘာဖြစ်လို့လဲအမေထမင်းငတ်မယ်ဆိုတော့ပြီးတော့အဲ့ဒီ Canon FD21 လေးပေးတဲ့အချိန်မှာ film kit ပေါ့ film တလေးကိုဘယ်လောက်ပေါ့ကျွန်တော်မေ့သွားပါပြီအဲ့ဒီမှာကူးခဆိုတာလည်းရှိတာဟုတ်ဓာတ်ပုံကူးခအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ပုံမြင်လေးပြောပြရတယ်အဲ့ပုံမြင်ရဆိုရင်တော့ဒီကင်မရာကိုယူသွင်းရင်မင်းမွဲလိုက်မယ်ဆိုပြီးတော့အရင်ပြောတယ်ပြောပြီးတော့မှကင်မရာလေးကိုကင်ခိုင်းတာပေါ့ကင်ခွင့်ပေးတာပေါ့အဲ့ကင်မရာလေးနဲ့ကျွန်တော်တို့ဖျားဘူးထွက်တယ်အဲ့လိုမျိုးမြန်မာပြည်အနှံ့လျှောက်သွားရဲဆိုရင်ကျွန်တော်ကကင်မရာမန်ပေါ့ကင်မရာမန်ကလေးလေးပါပဲကလေးလေးရှိသေးတယ်အဲ့မှာကျွန်တော်ရိုက်ပြန်လာတာနဲ့သူကအဲ့ဒါကိုပုံတစ်ပုံချင်းကြည့်ပြီးတော့သူကအဲ့မှာတင်ပေးတော့တာပေါ့ဒီပုံဝင်ပါလို့နေတယ်ခေါင်းပေါ်မှာဟိုဘာဖြစ်နေတယ်ဆိုင်းဘုတ်မပေါ်ဘူးဒါဒီလိုရရတယ်စသဖြင့်ပေါ့ဟိုအလှပုံထုတ်မဟုတ်ပေမဲ့ documentary ပုံစံမျိုးပေါ့မှတ်တမ်းပါညာရိုက်တဲ့ဟာမျိုးဆိုရင်အရန်ဟိုသူကပညာရေးအများကြီးသင်ပေးခဲ့တာပေါ့နော်ဒီနေရာကတော့ဆရာတော်အရှင်အိန္ဒကကိုအမှုထားပြီးတော့ဒီနေရာမှာလာပြဖြစ်တာဆရာတော်ကဒီကလေးတွေရဲ့ယဉ်ကျေးလိမ္မာသင်တန်းဓမ္မစကူဖွင့်ပြီးတော့ဒီမှာသင်ပေးနေတယ်နှစ်တိုင်းပြီးတော့အမြဲတမ်းလို့သူကသင်ပေးတယ်သင်ပေးတော့သူရဲ့ဒီတပည့်တပန်းပရိသတ်တွေတော်တော်များတယ်အဲ့ဒီဟာတွေမှာသူတို့တကယ်မြတ်ဝါတဲ့မြင်အောင်ဆိုပြီးတော့ပို့ပြီးတော့နားလည်လာအောင်ဆိုပြီးတော့စေတနာနဲ့ဒီဦးစင်းအရှင်အိန္ဒကကိုဆက်သွယ်ပြီးတော့ဒါဦးစင်းကလည်းခွင့်ပြုတယ်ဆိုတာဆရာတော်ကြီးကိုဒီဆရာတော်ကြီးကိုတင်ပြပြီးတော့ခွင့်ပြုရတာနဲ့ဒါဦးစင်းကဒါတပည့်တော်ခွင့်ပြုတယ်ဆိုပြီးတော့ခွင့်ပြုလိုက်တာနဲ့ဒါလှုပ်ဖြစ်တာခုကျွန်တော်တင်ဆက်လိုက်တဲ့ကျွန်တော်ဖေရဲ့ခီးသွားမှတ်တမ်းများဗုဒ္ဓဂါယာခီးသွားခဲ့တဲ့မှတ်တမ်းလေးတွေကိုသူရဲ့စကားပြောတဲ့အတူကြည့်ရှုခံစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့တရားတွေရောဗီဒီတွေရောဖြစ်နေပါစေလို့ဆန္ဒပြုပါတယ်အားလုံးကြောက်မှချမ်းသာကြပါစေခင်ဗျာ